ရရှိရဲ့စုကျေးဇူးကကြီးပါတယ်ဒီနေ့လဲအခုလိုကျွန်တော်တို့နာနဲ့ချိန်မှာရရှိရဲ့အိမ်တော်မှာလာရောက်ပြီးတော့ကိုယ်ကိုယ်ပြရတဲ့အခွင့်ငယ်တဲ့ဘက်ကလည်းကျွန်တော်တို့ကြည်စီစုဝေးများအားလုံးကိုကောင်းမွန်စွာနဲ့ပြီးစီးအောင်ရရှိပို့ဆောင်ပေးခဲ့သောကြောင့်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ဒီနေ့လဲကျွန်တော်ထူးပဲရရှိနှုတ်ကပတ်တော်ကိုဝေငှခြင်းနဲ့မဝေငှခင်တခုတော့ထပ်ပြီးတော့ကြော်ညာပေးဖို့ရှိတယ်ဆရာဦးကေကတော့ကြော်ညာပြီးပြီလို့ပြောပါတယ်ကျွန်တော်တို့ဒီမှာမီဒီယာနဲ့ပတ်သက်ပြီးတော့မှအားလုံးအကျိုးဖြစ်ထွန်းအောင်စူးစမ်းပြီးတော့ဆောင်ရွက်နေတယ်အခုတော့တဖြည်းနဲ့နော်ပစ္စည်းတွေလည်းစုံလာတယ်အခုဆိုလို့ရှိရင် AG Assemblies of God Media Ministry ဆိုပြီးတော့မှကျွန်တော်တို့ခေါ်ဆိုနိုင်ပြီးတော့အဲ့ဒီမှာတာဝန်ခံအနေနဲ့ရာဇာမျိုးကတာဝန်ခံပြီးတော့မှသူဆောင်ရွက်နေတယ်သူ media team ရှိတယ်အဲ့ဒီကနေအနောက်ကနေကိုဝေါ်တာတို့နော်ကျွန်တော်အင်ဒိုနီးရှားသွားတော့အဲ့ဒီချိန်ကနေစပြီးတော့ဆူဆီးပြီးတော့ပါဝင်နိုင်တယ်ဒီမှာရှိတဲ့အရောက်တိုင်းပေါ့အသင်လူကြီးတွေတဖြည်းဖြည်းနဲ့ဒီ media ministry ကိုရရှိလာနိုင်ဖို့ရန်ကျွန်တော်တို့ဆောင်ရွက်နိုင်ခဲ့ပါတယ်ဒါကြောင့်မလို့အခုဒီအခွေနော် VCD အခွေတွေအောက်မှာဆင်းသွားလို့ရှိရင်ဒီနေ့ကနေစပြီးဒီမှာရောင်းပါမယ်နော်အလကားတော့မပေးဘူးရောင်းမယ်ဈေးမကြီးပါဘူး1500ပဲနော်နှစ်ပုတ်ပါတယ်အရှိက introduction နဲ့ဘဟုတုတဖြစ်မဲ့အကြောင်းလေးတွေနဲ့တရားဟောချက်နှစ်ပုတ်ပါပါတယ်ကျေးဇူးပြုရေးအားပေးတဲ့အနေနဲ့အောက်မှာဆင်းသွားတဲ့အခါမှာဝယ်ယူပေးပါနောက်ထပ်လူချင်းလည်းဆမ်းပြီးတော့ကျွန်တော်တို့ဆက်သွယ်ပြီးတော့ရှေ့ကိုလှုပ်ရှားရှိတာဒီအများကြီးပဲရှိပါတယ်စူးစမ်းပြီးတော့ကျွန်တော်တို့လှုပ်ဆောင်ပေးသွားပါမယ်လို့ဒါမျိုးဒီချိန်မှာဆောင်ရွက်ပေးနိုင်ခြင်းဟာပင်ဘုရားရှင်ရဲ့လက်တော်မပါရင်နော်ဒီလို production မျိုးဟာဒီမှာလုပ်နိုင်ဖို့ရသိမလွယ်ဘူးဒါပေမဲ့ဘုရားရှင်ရဲ့ကျေးဇူးတော်ကြောင့်အားလုံးပါဝင်စုပေါင်းပြီးတော့နော်မဆာခြင်းကြောင့်အခုဆိုလို့ရှိရင်ကျွန်တော်တို့ဒီ media ministry နော်ရာဇာတို့ကောင်းဆောင်ပြီးတော့လုပ်ခဲ့နိုင်တဲ့အတွက်အခု9ခွေနော်တရားဟောချက်9ခုတော့ကူပြီးပြီအောက်ထပ်မှာပထမဦးဆုံးကျွန်တော်တို့ production တစ်ခွေကတရားဟောချက်2ခုနဲ့အရှိကနော် introduction ပါညာပါပါတယ်နောက်ကိုမကြာခဏကျွန်တော်ဒီကနေထုတ်ဝေပေးသွားမယ်ဒီနေ့လည်းအထူးသဖြင့်ဒါကကြီးမားတဲ့ဧဝံဂေလိလုပ်ငန်းလည်းဖြစ်ပါတယ်ကြည့်ပါကိုယ်တိုင်နော်ကြည့်ပြီးတဲ့အခါအိမ်မှာဧည့်သည်လာရင်လည်းအိမ်မှာပဲဒါကိုဖွင့်ပြပြီးတော့မှကျွန်တော်တို့ဘုရားရှင်ကောင်းကြီးကိုခံယူနိုင်ပါတယ်နော်ဒါကြောင့်မလို့ဒီနေ့ကနေစပြီးအောင်မှာဆင်းသွားရင်အဲ့ဒီအခွေများကိုပြီးစီအောင်နော်လောက်ရတာမလွယ်ပါဘူးဒီလိုဒီနေ့ထုတ်နိုင်တဲ့အထိဆိုရင်3နှစ်လောက်ရှိပါပြီဖြည်းဖြည်းနည်းလုပ်နေရတာဒါပေမဲ့ဒီနေ့တော့ဘုရားရှင်ရဲ့ကျေးဇူးတော်ကြောင့်စပြီးတော့ကျွန်တော်တို့ဖြတ်ဝေနိုင်ပြီဖြစ်တယ်ဒါကြောင့်မလို့ရှေ့ကိုလည်းဆက်လက်ပြီးတော့ဆုတောင်းကူညီပေးပါလို့နော်ဒါကြောင့်ဘုရားရှင်ရောက်တိုင်းပေါ်မှာကောင်းကြီးပေးပါစေရှေ့ကိုလည်းတက်မကတိုးပြီးတော့လှုပ်ဆောင်နိုင်ဖို့လဲဘုရားရှင်လမ်းဖွင့်ပေးမယ်လို့ယုံကြည်ပါတယ်ဒီနေ့တော့ဖြစ်ရင်ကျွန်တော်အနေနဲ့မိခာအနာဂတိကျမ်းအခန်းကြီး9ကနေဖတ်သွားပြီးတော့မှခရိုင်းလို့ပေါ့ဆက်ပြီးတော့ဟောပြောသွားဖို့ဖြစ်ပါတယ်မိခာအနာဂတိကျမ်းအခန်းကြီး9ပထမကျွန်တော်1ကနေပြီးတော့မှ6အထိဖတ်ပါမယ်ပြီးတော့မှဆက်ပြီးတော့9နဲ့9နဲ့အဆုံးသတ်မယ်မိခာအနာဂတိကျမ်းခန်းကြီး9မှာကြည့်တဲ့အခါအငယ်1ကနေစပြီးတော့ငါသည်အမင်္ဂလာရှိ၏ຫນွေကာလ၌စွတ်သောသင်္ဘောတဖန်သည်ကဲ့သို့၎င်းလိုက်၍ကောက်သောစပြစ်သည်အကျွင်းအကြံကဲ့သို့၎င်းဖြစ်၏စားစရာဖို့စပြစ်သည်ပြုတ်မရှိအူးမဲ့သောသင်္ဘောတဖန်သည်ကိုငါတောင်းတ၏ကောင်းသောပြည်သားအပေါင်းတို့သည်ကွယ်ပြောက်ကြပြီရှေးတုန်းကကျွန်တော်ဘိုးဘေးတွေလိုပဲကောင်းပြတ်တဲ့လူတွေသစ္စာရှိတဲ့လူတွေ
ကျွန်တော်တို့အားထားရတဲ့ကျွန်တော်တို့ကိုပြိုးထောင်ပေးခဲ့တဲ့မိဘများဖြည်းဖြည်းနဲ့ပျောက်ကုန်ကြပြီလို့ကျမ်းစာပြောတယ်ဟိုတုန်းကလည်းဒီတိုင်းပဲပရောဖက်ကြီးကတော်တော်ပဲစိတ်မကောင်းဖြစ်ပြီးတော့မှဒီအကြောင်းကိုသူဖော်ပြနေခြင်းဖြစ်တယ်ဖြောင့်မတ်တော်သူတရားမျှမရှိခတ်သိမ်းတော်သူတို့သည်လူအသက်ကိုတတ်ခြင်းဟာချောင်း၍ကြည်တတ်ကြ၏ကိုခေတ်ကြီးကဘလူကိုတတ်ရမလဲဘယ်နေရာဘုံဖောက်ရမလဲနော်ကျွန်တော်တို့သိတဲ့အတိုင်းပဲဒီတိုင်းပဲကျမ်းစာကအခုထပ်ပြီးတော့ကျွန်တော်တို့ကိုဖော်ပြနေတယ်အချင်းချင်းတယောက်ကိုတယောက်ကြော့ကွင်းနဲ့ဖမ်းတတ်ကြ၏တယောက်ကိုတယောက်တော့အမြဲတမ်းဒုက္ခပေးဖို့တွန်းချဖို့မဟုတ်မတရားလုပ်ဖို့ကဘာနဲ့အခွမ်းအဲ့ဒီအနိဋ္ဌာယုံကြည်လွှမ်းမိုးနေတဲ့အချိန်ကာလဖြစ်တယ်ဆိုတာကျွန်တော်တို့အားလုံးဝန်ခံရမှာပါဒုစရိုက်ကိုကြိုးစား၍ပြုခြင်းကအသင့်ရှိကြ၏မင်းသည်လက်ဆောင်ကိုတောင်းတတ်၏တရားသူကြီးသည်တစိုးကိုစားတတ်၏သူတစ်ပါးတဲ့ကြီးသောသူသည်မတရားသောလောဘကိုထင်ရှားစေတတ်၏ထိုသောအမှုကိုရှုပ်စေခြင်းငါပြုတတ်ကြ၏အကောင်းဆုံးသောသူသည်စူးပင်ကဲ့သို့ဖြစ်၏အဖြောင့်ဆုံးသောသူသည်စူးကြုံကဲ့သို့ခက်လာ၏ခဏကျွန်တော်တို့မြန်မာပြည်မှာဆိုရင်ကြခတ်ပင်ဆိုရင်သိပါတယ်နော်အဲ့ဒီကြခတ်ခိုင်းနေရအဖြောင့်ဆုံးအကိုင်းကိုသွားဖြတ်ခဲ့ပါဆိုတော်တော်ရှာရွမှာနော်အဲ့ဒီလိုပဲအခုကျွန်တော်တို့ရဲ့အခြေအနေကတိုးတက်ပါတယ်ဘုရားရှင်ရဲ့ကျေးဇူးတော်ကြောင့်အခုကကျွန်တော်တို့ကတကယ်ကွန်ပျူတာခေတ်ကြီးအင်တာနက်ခေတ်ကြီးနျူကလ িয়ার ခေတ်ကြီးဒါမဲ့ဘိုးဘေးတွေခေတ်လိုလိမ္မာသောသူများတော့သိမရှိတော့ဖျားကိုယိုသေးသောသူများသိမရှိတော့ဘူးဒါကြောင့်လို့ဒီနေ့ဘုရားရှင်ရဲ့နှုတ်ကပတ်တော်ကဖော်ပြသည့်အတိုင်းကျွန်တော်ဖော်ပြနေတာပါဒါကျမ်းစာအတိုင်းပဲကျွန်တော်ရှင်းပြဖို့ဖြစ်တယ်ထို့အတွက်ကြောင့်မလို့ဒီအချိန်ကိုကျွန်တော်ပြန်ကြည့်ရင်ဖြောင့်မတ်တဲ့လူဟာစူးကြုံတဲ့ခက်တယ်ဒီ prophet ကြီးကပြောတယ်အဲ့တော့ကျွန်တော်မြန်မာပြည်မှာဆိုပို့ပြီးတော့မှဖော်ပြလို့ရတယ်ကြခတ်ပင်ဆိုအကုန်လုံးသိတယ်ကြခတ်ကိုင်းနော်စူးကြုံကောက်လိန်နေတာပဲအဲ့ဒီထဲမှာအဖြောင့်ဆုံးအခက်အကိုက်ကိုရှာဖို့ရသိမလွယ်သလိုဒီနေ့ဖြစ်နေတယ်အကောင်းဆုံးသောသူသည်စူးပင်ကဲ့သို့ဖြစ်၏အဖြောင့်ဆုံးသောသူသည်စူးချုံတဲ့ခက်လာ၏သင်ဤကင်းဆောင်တို့သည်တတိပေးသောနေ့သင်စစ်ကြော